atomic structure တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်နော် atom တစ်ခုရဲ့အလယ်ဗဟိုမှာ nucleus ဆိုတာရှိမယ် nucleus မှာ positive ချက်ကိုပိုင်ဆိုင်ထားတဲ့ proton ဆိုတဲ့ particle နဲ့နော်ဘာ charge မှမပိုင်ဆိုင်တဲ့ neutron ဆိုတဲ့ particle တွေကဒီ nucleus မှာရှိမယ်နော်အဲ့တော့ proton နဲ့ neutron ရှိနေတဲ့ nucleus ကိုနော် negative charge ရှိတဲ့ဘယ်သူကပတ်နေလဲဆိုတော့ electron ကဟောဒီနော်ဆက်ဝိုင်းပုံပတ်လမ်းတိုင်းပတ်နေမယ်နော်အဲ့ဆက်ဝိုင်းပုံပတ်လမ်းလေးကိုဒီမှာဘာနဲ့ဖော်ပြထားလဲဆိုတော့ KLMN ဆိုပြီးတော့မှပတ်လမ်းလေးတွေကိုဆွဲပြထားတယ်နော်အဲ့တော့ nucleus နဲ့အနီးဆုံးဒီ n is equal to 1 နံပါတ်စဉ်1လို့သတ်မှတ်မယ်ဆိုရင်နော်သူကဘာလဲ K shell နော် K ပြီးနံပါတ်စဉ်2 n is equal to 2ကဘာလဲ L shell n is equal to 3ကဘာလဲ M shell စသဖြင့် KLMN OP ဆိုပြီးတော့မှနော်ဒီမှာ electron ပတ်လမ်းလေးတွေရှိမယ်နော်ဒါဆိုအဲ့ electron ပတ်လမ်းတွေမှာနော်ပတ်လမ်းအသီးသီးမှာနော်လက်ခံနိုင်တဲ့ electron အရေအတွက်ဆိုတာရှိမယ်နော်အဲ့တော့သူကဘာပြောထားလဲဆိုတော့ electron ဘယ်လုံးကနေစပြီးတော့မှလက်သင့်ခံလဲဆိုတော့2 electron ကနေစပြီးတော့မှနော်ဒီအတွင်းဆုံး shell မှာ2 electron နေစပြီးတော့မှ electron ကိုလက်သင့်ခံမယ်နော်ကြတော့ဒီ shell တစ်ခုစီမှာနော်လက်ခံနိုင်တဲ့ electron အရေအတွက်နော် maximum number of electron ကိုဘာ formula နဲ့သတ်မှတ်ထားလဲဆိုတော့ 2n square ဆိုတဲ့ formula နဲ့သတ်မှတ်ထားတယ်နော် n ဆိုတာကဘာလဲဆိုတော့ဟောဒီမှာ shell number ပေါ့နော် shell number ဒါဆို k shell ဆိုရင် n is equal to 1ဖြစ်တဲ့အတွက်ကြောင့်မလို့2 into 1 square ဆိုတော့ဘာရမလဲ2ဒါဆို k shell ထဲမှာ electron ဘယ်နှလုံးလက်ခံမလဲနှလုံးလက်ခံမယ်နော်ဒါဆိုရင် l shell ထဲမှာရောနော် l shell ထဲမှာ2 into နော်2 square ဆိုတော့ electron 8လုံးเนาะဒါဆိုရင်အဲ့ formula ရ m ဆိုရင် n is equal to 3ဆိုတော့3 square ဆိုတော့ဘာရမလဲ18เนาะ n ဆိုတော့เนาะ n is equal to 4ဆိုတော့4 square ဆိုတော့ number of electron ဘယ်လောက်ရမလဲ32เนาะဒါဆိုရင် electron ဒီ k shell ထဲမှာ electron နှလုံးကနေစပြီးတော့မှလက်ခံတဲ့အဲ့တော့သူ့ရဲ့ electronic structure ကိုเนาะဖော်ပြမယ်ဆိုရင် 2.8. เนาะ 18.32 ဆိုပြီးတော့မှရေးလေးရှိတယ်เนาะဒါဆို electron လက်ခံတာသူကဘယ်ကနေစလက်ခံလဲဆိုတော့ nucleus နဲ့အနီးဆုံး shell ဒီသူကဘာလဲ lowest energy နှိမ့်နေ energy နှိမ့်ရာကနေ electron မြင့် energy မြင့်ရာကို electron ဖြည်းဖြည်းနဲ့ဗာလဲဝင်ရောက်ပြီးတော့မှလက်ခံသွားမယ်เนาะအဲ့တော့ inner shell innermost shell เนาะသူက lowest energy shell လည်းဖြစ်တယ်เนาะအဲ့တော့ key shell ကနေ electron စပြီးတော့မှလက်ခံသွားတယ်เนาะဒါဆိုရင် helium เนาะ helium ဒီ atomic number 2เนาะ atomic number 2ဆိုရင်သူကဘာဖြစ်မလဲเนาะသူမှာ electron 2လုံးရှိတယ်ဒါဆိုရင် key shell ထဲမှာ electron 2လုံးလက်ခံထားမယ် helium ကဒါဆိုရင်เนาะatomic number 1 hydrogen ဆိုရင်ရောသူ့မှာ electron တစ်လုံးရှိတယ်เนาะ k shell ထဲမှာသူ electron တစ်လုံးရှိတယ်เนาะ helium ဆိုရင် electron နှလုံးရှိမယ်เนาะအဲ့ဒါဆိုရင်เนาะ helium မှာ atom မှာ2 electron ရှိတယ်ဒါဆိုရင် hydrogen molecule မှာရော electron ဘယ်နှလုံးရှိမလဲเนาะ hydrogen atom တစ်ခုမှာelectron တစ်လုံးရှိရင် hydrogen molecule ဆိုတော့ဘာဖြစ်မလဲ H2 ဆိုတော့เนาะ electron ဘယ်နှလုံးဖြစ်မလဲ2လုံးဒါဆိုရင် helium မှာရှိတဲ့ electron အရေအတွက်ဒီ hydrogen molecule မှာရှိတဲ့ electron အရေအတွက်နဲ့ဘာဖြစ်နေမလဲတူတာပေါ့เนาะကဲဒါဆို fluorine ကိုကြည့်မယ်ဆိုရင်เนาะ fluorine က atomic number ဘယ်လောက်လဲဆိုတော့9เนาะ9ဆိုတော့သူ့ရဲ့ electronic configuration ကိုရေးကြည့်မယ်ဆိုရင်
K share မှာ electron နှလုံးဒါဆိုရင်2 dot နော်7ဖြစ်မယ်ဒါဆိုရင်7 electron ဒီဘက်မှာရှိမလဲအောက်တားမှု share မှာရှိမယ်ဒါကြောင့်မလို့ fluorine မှာ valence electron ဒီဘယ်နှလုံးလဲ9လုံးရှိတယ်နော်အဲ့တော့မှတ်ထားဖို့က noble gas နော် noble gas တွေမှာကျတော့ valence ဘယ်လောက်လဲ0เนาะ valence ဆိုတာကဘာလဲဆိုတော့เนาะတခြား atom တစ်ခုနဲ့ပေါင်းစပ်နိုင်တဲ့စွမ်းရည်ကိုဘာလို့ခေါ်လဲ valence လို့သတ်မှတ်တယ်เนาะ noble gas တွေဟာတခြား atom တွေနဲ့ပေါင်းစပ်နိုင်စွမ်းမရှိဘူးသူတို့မှာဘာလဲ valence 0တော့ neon เนาะ neon ဆိုရင် atomic number 10เนาะ10ရှိတော့သူကသူ့ရဲ့ electronic configuration ကိုဖော်ပြမယ်ဆိုရင် 2.8 เนาะအောက်တားမှု share မှာ electron 8လုံး8လုံးက L share ထဲမှာအမြင့်ဆုံးလက်ခံနိုင်တဲ့ electron အပြည့်ရှိတယ်เนาะဒါကြောင့်မလို့เนาะဒီ neon ဆိုတဲ့ noble gas ဒီเนาะသူ့မှာเนาะသူ့ရဲ့ valence ကဘာဖြစ်မလဲ0ဖြစ်သွားမယ်เนาะသူကတခြားเนาะatoms ဒီနဲ့သူကပေါင်းစပ်နိုင်စွမ်းမရှိတော့ဘူးသူက octet ဖြစ်နေတာเนาะရတဲ့ sulfur ကိုကြည့်မယ်ဆိုရင်ရော sulfur က atomic number 16ရှိတယ်ဒါဆိုရင်သူ့ရဲ့ electronic configuration ကိုရေးကြည့်မယ်ဆိုရင်2 dot เนาะပြီးတော့ L share ထဲမှာ8လုံး 2.8 เนาะကျန်တဲ့6လုံးကဘယ်မှာဝင်မလဲเนาะတတိယ share M share ထဲမှာဝင်မယ်ဒါကြောင့် 2.8.6 เนาะ oxygen atomic number 8ရှိတယ်เนาะတော့ K share ထဲမှာ2လုံးဝင်မယ်ကျန်တဲ့ electron 6လုံးက L share ထဲကိုသွားမယ်အဲ့တော့သူကဘာလဲ 2.6 เนาะဒါဆိုရင် sulfur နဲ့ oxygen နဲ့ဟာအောက်တားမှု share မှာ electron ဘယ်နှလုံးရှိတာချင်းတူလဲ6လုံးရှိတာချင်းတူနေတယ်ဟုတ်ပြီနော်The following 8 elements are from the third period of the periodic table of elements. Periodic table ရဲ့ third period မှာရှိတဲ့ element 8ခုပေးထားမယ်နော် However, they are not arranged according to the family numbers နော်ဟောဒီမှာ element 8ခုပေးထားတယ်နော်သူတို့တဲ့နော်ဒီ group number family number နဲ့တေချာတော့မစီစဉ်ထားဘူးပေါ့နော်သူနော်အဲ့ဒီမှာ phosphorus ကနေပြီးတော့မှ argon အထိကိုသူကဒီမှာနော် element 8ခုပေးထားတယ်နော်ပြီးတော့ဒီမှာ statement 3ခုပေးထားတယ် ABC statement 3ခုနော်ပြီးတော့မှ table လေးတစ်ခုပေးထားတယ်အဲ့ table မှာ column 3ခုရှိတယ် row 6ခုရှိတယ်ပေါ့နော်အဲ့တော့သူကဒီ statement 3ခုနဲ့ကိုက်ညီတဲ့နော် element combination တစ်ခုကိုသူကဒီ number စဉ်1ကနေ6ထဲမှာသူက choice လုပ်ခိုင်းတာအဲ့တော့ number A ကဘာလဲဆိုတော့ what is the most likely to become a trivalent cation တဲ့ trivalent cation တစ်ခုနော်ဖြစ်ဖို့အတွက်ဘယ်ကောင်ကနော်ဖြစ်နိုင်ခြေရှိဆုံးလဲပေါ့နော် trivalent cation ဆိုတာနော် positive charge နဲ့ unit တည်ဆောင်ထားတဲ့ cation ကို trivalent cation လို့ခေါ်တယ်နော်divalent cation တစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီ element ကဘယ်ကဖြစ်ရမလဲဆိုတော့ periodic table မှာ group 2 element ဖြစ်ရမယ်နော် group 2 element ဆိုတော့သူကဒီမှာဆိုရင် metal atom တစ်ခုက electron နှလုံးဆုံးရှုံးလိုက်တဲ့အခါမှာ M2+ ဆိုတဲ့ divalent cation တစ်ခုဖြစ်လာမယ်ပေါ့နော်ဒါဆိုရင်ငါတို့ကပေးထားတဲ့ဒီ element 8ခုထဲမှာဘယ်ကောင်က group 2 element လဲဆိုတာကိုရှာရမယ်အဲ့တော့ group 2 element ကိုရှာဖို့အတွက်ငါတို့ကဒီ element 8ခုရဲ့ဘာကိုသိရမလဲဆိုတော့နော် atomic number တွေကိုသိရမယ်ပေါ့နော်ကဲဒါဆိုရင် number 1မှာပေးထားတာ sodium နေစကြည့်လိုက်မယ်နော် sodium atomic number 11ရှိတယ်11ဆိုတော့electronic configuration က 2.8.1 အောက်တားမှု share မှာ electron တစ်လုံးရှိရင်ဒါ group 1အဲ့တော့ sodium မဖြစ်နိုင်တော့ဘူးကဲနောက်တစ်ခုကပါလေနော် phosphorus
နော် phosphate ကနော်သူရဲ့ symbol က P ပေါ့နော်အဲ phosphate က atomic number 15ဆိုတော့သူရဲ့ electronic configuration က 2.8.5 အဲ့တော့ group 5ဆိုတော့သူကလည်းမဖြစ်နိုင်ဘူးဒီနောက်တစ်ခုကပါလဲ sulfur နော်သူရဲ့ symbol က S နော် sulfur ရဲ့ atomic number က16ဆိုတော့ပါလဲ 2.8.6 အဲ့တော့သူက group 6ဆိုတော့ sulfur လည်းမဖြစ်နိုင်ဘူး sulfur ကိုဖယ်လိုက်ပြီဒီနောက်တစ်ခုကပါလဲဆို aluminium ရဲ့ atomic number 13 2.8.3 ဆိုတော့သူကလည်းမဖြစ်နိုင်ဘူးနောက် silicon Si နော် silicon က atomic number 14ရှိတယ်အဲ့တော့14ဆိုတော့ 2.8.4 ဆိုတော့သူကလည်းမဖြစ်နိုင်ဘူးနောက် chlorine atomic number 17ရှိတယ် 2.8.7 ဆိုတော့ chlorine ကလည်းမဖြစ်နိုင်ဘူးကဲ magnesium atomic number 12 2.8.2 ဆိုတော့ကဲ magnesium ဒီ outermost shell မှာ electron နှလုံးရှိတယ် group 2 element လည်းဖြစ်တယ်ဆိုတော့သူကဘာဖြစ်မလဲ divalent cation ဖြစ်နိုင်တယ်ပေါ့နော်အဲအကြောင်းဒီမှာ magnesium ကို choice လုပ်လိုက်တယ်နော် magnesium group 2 element ဖြစ်တယ် tends to lose its two outermost electron and become a divalent cation နော်သူရဲ့ outermost shell မှာကျွန်တော်နှလုံးဆုံးရှုံးမယ် divalent cation ဖြစ်လာမယ်နောက် statement တစ်ခုကပါလဲ number B the one with the highest ionization energy များဆုံးအမြင့်ဆုံးကဘယ်သူဖြစ်မလဲเนาะ periodic table ထဲမှာ ionization energy အမြင့်ဆုံးဒီဘယ်သူလဲဆိုတော့ noble gas เนาะ group 0 element ဖြစ်တယ်เนาะဘာလို့လဲဆိုတော့ noble gas တွေကသူရဲ့ outermost shell မှာ electron အပြည့်ရှိတယ်เนาะ electron မှာ helium ဆိုရင်လည်း2 electron ပြည့်လက်ခံထားတယ်เนาะneon ဆိုရင်လည်း 2.8 เนาะ outermost shell မှာ electron ပြည့်ရှိတယ်เนาะ noble gas တွေဟာเนาะ highest ionization energy အမြင့်ဆုံးဘာလို့လဲဆိုတော့တဲ့เนาะ ionization energy ဆိုဒီမှာ electron ဖယ်ထုတ်ဖို့အတွက်လိုအပ်တဲ့ energy ကိုဘာလို့ခေါ်လဲ ionization energy လို့ခေါ်တာเนาะအဲ့တော့ဒီ noble gas တွေက octet ဖြစ်တယ်เนาะoutermost shell မှာ electron အပြည့်လက်ခံထားတယ်ပြည့်ရှိရယ်အဲ့တော့သူကခိုင်မြဲပြီးသားဒါကြောင့်မလို့သူ့မှာရှိတဲ့ outermost electron တွေကဆုံးရှုံးဖို့အတွက် very difficult တိတ်ခက်ခဲเนาะသူ့ electron တစ်လုံးထုတ်ဖို့အတွက်ဆိုရင် energy အများကြီးသုံးမှထုတ်လို့ရမှာဒါကြောင့်မလို့ highest ionization energy မှာဘာရွေးလိုက်မလဲဆိုတော့เนาะသူပေးထားတဲ့ element addressing ၈ခုထဲမှာ noble gas ကပါလဲ argon ကိုငါတို့ရွေးလိုက်မယ်เนาะ argon ဒီเนาะ periodic table ထဲမှာเนาะနောက်ဆုံး corner 16မှာရှိတယ်ဒီနောက်တစ်ခုကပါလဲဆိုတော့ the one with the highest electron affinity အမြင့်ဆုံးเนาะ electron လက်ခံနိုင်ဆုံးအမြင့်ဆုံးကောင်ကိုရွေးရမယ်เนาะအဲ့တော့ highest electron affinity ရှိတဲ့ကောင်ဒီ periodic table ထဲမှာဘယ်သူရှိမလဲ halogen เนาะနောက်ဒီထဲမှာ halogen ကဘယ်လိုပါလဲဆိုတော့ chlorine ပါတယ်เนาะ chlorine ကเนาะ atomic number 17ရှိတယ် configuration အနေနဲ့ပြောမယ်ဆိုရင်ဘာဖြစ်မလဲ 2.8.7 เนาะအဲ့တော့ chlorine ကเนาะသူက electron တစ်လုံးလက်ခံလိုက်တာနဲ့သူကဘာဖြစ်သွားမလဲ 2.8.8 เนาะ noble gas configuration ကိုသူကရပါမယ်เนาะအဲ့တော့သူက argon ရဲ့ configuration ကိုရပြီးတော့မှသူကဘာလဲ stable ဖြစ်သွားတယ်ဒါဆိုရင် chlorine ဒီသူက electron တစ်လုံးကိုသူကရမ်းလို့ချင်တာရမ်းလက်ခံချင်တာเนาะဒါဆိုရင်သူက chlorine ဒီ electron လက်ခံနိုင်စွမ်းပါလေအမြင့်ဆုံးရှိတယ်เนาะအဲ့တော့ halogen တွေက electron affinity ကောင်းဆုံးเนาะအဲ့တော့ဒီမှာဆိုရင်ဘယ်လိုလဲ chlorine เนาะ chlorine ဒီ periodic table ရဲ့ column 17မှာရှိတယ်เนาะအဲ့တော့ chlorine atom ဒီ electron တစ်လုံးလက်ခံလိုက်တာနဲ့သူကဘာဖြစ်သွားမလဲဆိုတော့ Cl- ဆိုတဲ့ anion တစ်ခုဖြစ်လာမယ်เนาะဒါကြောင့်ဒီเนาะ exercise မှာเนาะ number A เนาะ statement A အတွက် magnesium ကို choice လုပ်မယ်
statement B အတွက် argon ကို choice လုပ်မယ် statement C အတွက် chlorine ကို choice လုပ်မယ်ဆိုရင်နော်ဒီ table လေးထဲမှာနံပါတ်စဉ်ဘာကိုရွေးမလဲနံပါတ်6ဒါကြောင့်မလို့ဒီမှာအဖြေကဘာဖြစ်မလဲ answer number 6ဖြစ်မယ်